online ပေါ်မှာရှိနေတဲ့မိသားစုတွေရောက်တိုင်းယေရှုနာမ၌မင်္ဂလာပါဒီနေ့မှာလည်းကျွန်တော်တို့တူကနှုတ်ကပတ်တော်ကိုဆင်ခြင်ခွန်အားသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ဆင်ခြင်ခွန်အားသွားရမယ့်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ယုံကြည်ခြင်းရှိပါလို့ခေါင်းစဉ်ပေးထားတာဖြစ်ပါတယ်ဒီခေါင်းစဉ်ကိုတော့အများစုကျွန်တော်တို့ကြားဖို့နေကြဖြစ်ပါတယ်ဒါပေမဲ့လည်းဒီနေ့ကျွန်တော်တို့ကယုံကြည်ခြင်းနဲ့ကျွန်တော်သွားလာအသက်ရှင်ရမယ်ဆိုတာကိုတော့ကျွန်တော်တို့ကမိနေတတ်ပါတယ်။တန်ဖို့အတွက်ဒီနေ့ကျွန်တော်တို့ကိုယ်ကွယ်နေတဲ့ဖခင်ကျွန်တော်ကိုအပင်ရေးကနေကယ်တင်ပေးတဲ့ဖခင်ကဒီနေ့ကျွန်တော်ကိုယုံကြည်ခြင်းနဲ့လောကမှာအသက်ရှင်သွားလာစေချင်တာဖြစ်ပါတယ်။အမှုတဲ့ကျမ်းစာတစ်ပိုက်ကိုကြည့်တဲ့အခါမှာတော့သူရဲ့တပည့်တော်တွေနဲ့သူတို့ကတဏှာပြီးတဏှာသွားလာတဲ့အခါမှာယေရှုကလမိတ်လက္ခဏာမြောက်များစွာပြုခဲ့ပါတယ်။သူရဲ့တပည့်တော်ရဲ့ရှေ့မှာပဲမျက်စိမမြင်တဲ့သူကိုမျက်စိမြင်စေတယ်။တေတော်သူကိုရှင်းစေတယ်။လေပြင်းမုန်တိုင်းတွေကိုငြိမ်းစေတယ်။ဒါပေမဲ့လည်းသူရဲ့တပည့်တော်တွေမှာဘာမှမရှိဘူးလေလို့ပြောတဲ့အခါမှာတကယ်ပဲပြဿနာကြုံတဲ့အခါမှာတော့နောက်လိုက်တွေဟာယုံကြည်ခြင်းမရှိဘူးဆိုတဲ့အရာတွေ့ရတယ်။အဲဒီအခါမှာယေရှုကလည်းသူရဲ့တပည့်တော်တွေကိုပြောပါတယ်။ဘာပြောတယ်လဲလို့ပြောတဲ့အခါမှာမဿဲအခန်းကြီး7အငယ်7မှာယေရှုကယုံကြည်ခြင်းမရှိဖောက်ပြန်သောအမျိုးငါသည်တင်တို့နှင့်တကွအပေမြတ်ကာလပန်းလုံးနေရမည်တင်တို့ကိုအပေမြတ်ကာလပန်းလုံးတီးခံရမည်ဒီမှာကြည့်တဲ့အခါမှာယေရှုကသူ့ရဲ့တပည့်တော်တွေကိုယုံကြည်ခြင်းရှိခိုင်းစေခြင်းနဲ့ဆိုရတွေ့ရတယ်ယုံကြည်ခြင်းမရှိတဲ့အခါမှာယေရှုကသူ့ရဲ့တပည့်တော်တွေကိုပြောပါတယ်ဖောက်ပြန်တဲ့အမျိုးတဲ့အပေမြတ်ကာလပန်းလုံးငါဟာတင်တို့ကိုတီးခံရမယ်နဲ့ဒီနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာလည်းယုံကြည်ခြင်းနဲ့ပတ်သက်ပြီးမှနှုတ်ကပတ်တော်တွေကြားရတယ်တမန်ကျမ်းစာတွေကိုဖတ်ခြင်းအဖြစ်လည်းကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့လည်းတကယ်ပဲကိုယ့်ရဲ့တက်တာထဲမှာပြဿနာတွေကြုံတွေ့ရတဲ့အခါမှာတော့ကျွန်တော်ကယုံကြည်ခြင်းမရှိတုန်လှုပ်ပါတယ်ကြောက်ရွံ့ပါတယ်ဒါပေမဲ့ဒီနေ့ယေရှုကတင်ကြုံရတဲ့ပြဿနာတွေထဲမှာယုံကြည်ခြင်းကိုထွက်ပေါ်ခိုင်းစေချင်တာဖြစ်ပါတယ်ဒီနေ့ယေရှုနဲ့အတူလိုက်တဲ့တပည့်တော်တွေလည်းပြဿနာတွေကြုံတဲ့အခါမှာသူတို့စီမှာယုံကြည်ခြင်းမထွက်ပါဘူး။ဘာပဲထွက်လာတယ်လဲဆိုကြောက်ရွံ့မှုတုန်လှုပ်မှုတွေပဲထွက်လာတယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်။ဒါမှမဟုတ်ဒီနေ့ကျွန်တော် online ပေါ်မှာနှုတ်ကပတ်တော်ခံယူနေတဲ့မိသားစုဝင်တွေကျွန်တော်အားပေးခြင်းနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်သွားလာပါတယ်။တို့ရဲ့ဖခင်အလုံးစုံတတ်နိုင်ပါတယ်။ကျွန်တော်ကိုလောကမှာရှိနေတဲ့လောပန်းတူကိုယုံခိုင်းတာမဟုတ်ပါဘူး။တထေးတူကိုယုံခိုင်းတာမဟုတ်ပါဘူး။ကျွန်တော်လောကမှာမြင်နေတဲ့တထေးတူကိုယုံတော်မှလေအနည်းဆုံးတော့ကျွန်တော်ရဲ့အခက်ခဲတွေကိုသူကူညီဖြေရှင်းပေးနိုင်ပါတယ်ဒီနေ့ကောင်းကင်တဲ့မြည်ကြီးကိုဖန်ဆင်းထားတဲ့ဖန်ဆင်းရှင်ဟာကျွန်တော်သူ့ကိုယုံကြည်မယ်ဆိုရင်သူမတတ်နိုင်တဲ့အရာဘာမှမရှိပါဘူးတမန်ကျမ်းစာချက်မှာတော့အခုလိုပြောထားပါတယ်ယုံကြည်ခြင်းရှိနေတဲ့တင်တို့မတတ်နိုင်သောအရာမတတ်နိုင်သောအမှုမရှိတဲ့ဒီနေ့ကျွန်တော်ယုံကြည်ခြင်းရှိမယ်ဆိုရင်ကျွန်တော်မတတ်နိုင်တဲ့အရာကျွန်တော်မလုပ်နိုင်တဲ့အရာမရှိဘူးဆိုတဲ့အရာကိုပြောထားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါဆိုရင်ကျွန်တော်ဘယ်သူ့ကိုယုံကြည်ရမှာလဲဒီနေ့ကျွန်တော်ကိုအပင်လေးကနေကယ်တင်ပေးတဲ့ကယ်တင်ရှင်ယေရှုကိုကျွန်တော်ကယုံကြည်ဆွဲလန်းရမှာဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ကိုခက်ခဲတွေကြုံတွေ့ရတဲ့အခါမှာကိုယ်ကြီးဖြည့်ရှင်းပေးတယ်လို့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့လူအနေနဲ့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေထဲမှာလည်းအဲ့ဒီယေရှုဖခင်ကကျွန်တော်ကိုအလုံးစုံဖြည့်ရှင်းကိုညီမစပေးတော့မှာဖြစ်ပါတယ်။တန်ဖိုးတဲ့ဒီနေ့ကျွန်တော်ကယုံကြည်ခြင်းနဲ့လောကမှာအသက်ရှင်သွားလာဖို့အတွက်အမတန်မှအရေးကြီးတယ်ဆိုတဲ့အရာလေးကိုအနေနဲ့လေးဝင်ငှပါတယ်။နှုတ်ကတော့ခံယူသွားတဲ့သူတွေရဲ့တတိုင်ထဲမှာဒီကနေ့ယေရှုဖခင်ကိုမျက်မှောက်ပြုပြီးမှသွားလာအသက်ရှင်တော်သူတွေဖြစ်ဖို့ရအတွက်အနေငယ်လေးဝင်ငှတယ်။ရောက်တိုင်းပုံမှာဘုရားသခင်ရဲ့မေတ္တာခံစားရပါစေ။